မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆရာဖေမြင့်ရဲ့အပြောင်မြောက်ဆုံးဘဝတစ်ခုတိဆောက်ခြင်းဆိုတဲ့စာအုပ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်တော့ပင်တိုင်မျှဝေသူအောင်ဦးဖြစ်ပါတယ်အပြောင်မြောက်ဆုံးနဲ့ပတ်သက်၍ခန်းတစ်တဘဝတာအတွက်လက်ရာတစ်ခုသာဖန်တီးတိဆောက်ခွင့်ရှိသည်ခန်းနှစ်လက်တွေ့ကြသောစိတ်ကူးရင်သမားများအခန်းသုံးအခွင့်အရေးဆိုသည်မှာအခန်းလေးကြားကုတ်ကြားခဲစိတ်သက်အခန်းငါးပြက်ပြက်သားသားဆုံးဖြတ်လောက်ကင်တတ်ခြင်းအခန်း6မိမိ၏ဖြစ်နိုင်ခွင့်အလားအလာများကိုအစွမ်းကုန်ဖွင့်ပေးပါအခန်း9အကောင်းဆုံးထက်ပိုကောင်းအောင်အခန်း10အောင်မြင်ရမည်ဟုသောစိတ်သက်အခန်း9ဖြောင့်မတ်ခြင်းတည်ကြည်ခြင်းရဲရင်ခြင်းအခန်း10အလုတ်ကိုမကြောက်သည့်စိတ်အခန်း17မိမိကိုယ်ကိုထိမ့်သိမ်းခြင်းအခန်း12လောကကြီးထဲမှာမိမိနေရာကိုရှာဖွေခြင်းအခန်း73စိတ်ချမ်းသာပျော်ရွှင်မှုအခန်း14ကြီးကျယ်မြင့်မြတ်သောဘဝအပြောင်မြောက်ဆုံးနဲ့ပတ်သက်၍ masterpiece ဆိုတဲ့စကားလုံးကိုကျွန်တော်ခက်ငယ်ငယ်အင်္ဂလိပ်စာဖတ်တတ်စအရွယ်ကတွေ့ရှိကအလွန်သဘောကျမိခဲ့သည်အထူးသဖြင့်ကျွမ်းကျင်လိမ္မာစွာဖန်တီးပြုလုပ်လိုက်သည့်အနုပညာလက်ရာသို့မဟုတ်အထူးကျွမ်းကျင်သောအနုပညာရှင်၏တသက်တာဖန်တီးမှုများထဲတွင်အထူးခြားဆုံးအကောင်းဆုံးအပြောင်မြောက်ဆုံးလက်ရာဟု၍အဓိပ္ပာယ်ရသည်မာစတာပီဟုဆိုလျှင်လူတွေတန်ဖိုးထားသည်လေးစားသည်ရိုသေသည်ကိုင်းညွတ်သည်ဒါဗန်ဂိုးရဲ့မာစတာပီပဲအဲ့ဒါဟာဟဲမင်ဝေးရဲ့မာစတာပီပေါ့စသဖြင့်မျက်မျက်နိုးနိုးတန်ဖိုးထားပြီးပြောကြသည်ဒီနေ့တွင်ကျွန်တော်သဘောကျသောမာစတာပီကိုခေါင်းစဉ်တင်လာသည့်စာအုပ်တစ်အုပ်တွေ့ရှိရပါသည်စာအုပ်အမည်က Making Life a Masterpiece ရေးသူက O.S. Maran ကအောင်မြင်ရေးစာပေနယ်ပယ်တွင်အလွန်ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်၍သူရေးသားပြုစုခဲ့သောကျမ်းတို့မှာလည်းများပြားလှပါသည် Making Life a Masterpiece ကိုဖတ်ရှုသည့်အခါကျွန်တော်တကယ်ပင်ကျေနပ်နှစ်သက်ခဲ့မိသည်မာဒန်၏စာအုပ်10အုပ်ခန့်ကျွန်တော်ဖတ်ဖူးခဲ့သည်ဖြစ်ရာခေါင်းစဉ်၌ Masterpiece ဟုသောစကားလုံးထည့်သွင်းထားသည့်ဤစာအုပ်သည်ပင်သူ၏မာစတာပီတစ်ခုဖြစ်နိုင်သည်ဟုကျွန်တော်ယူဆလိုက်မိသည်အစပထမတွင်ကျွန်တော်ဤစာအုပ်ကိုဘာသာပြန်မိဟုစိတ်ကူးမိခဲ့သည်သို့သောနောက်တစ်ခေါက်ဒီအခန်းဟိုအခန်းစသဖြင့်အပြန်ဖတ်ရှုမိသောအခါမူဘာသာပြန်ဆိုခြင်းထက်ဤစာအုပ်ကိုအခြေခံ၍မိမိဘာသာပြန်လည်ရေးသားပြုစုခြင်းကကျွန်တော်တို့စာဖတ်ပေးတတ်တဲ့အတွက်ပို၍အဆင်ပြေအကျိုးရှိလိမ့်မည်ဟုကျွန်တော်သဘောရခဲ့ပါသည်ထို့ကြောင့်မာဒန်၏စာအုပ်ကိုအခြေခံဖြစ်ယူကာအခြားသောစာအုပ်စာတမ်းအချို့ကိုအမိပြုလျက်ဤစာအုပ်ကိုရေးသားပြုစုပါသည်စာအုပ်အမည်ကိုမူကျွန်တော်နှစ်သက်သည့်မာစတာပီကိုယူ၍အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်းဟုအမည်ပေးခဲ့ပါသည်ဤစာအုပ်ကိုရေးသားပြုစုရာ၌ကျွန်တော်လေးစားသောစာဖတ်သူများအားတကယ်ထိုက်တန်စွာပေးအပ်လိုသောစေတနာမိမိစာအုပ်ကိုမိမိစွမ်းအားရှိသမျှအကောင်းဆုံးဖြစ်စေလိုသောစိတ်ဓာတ်တို့ဖြင့်လေးအနက်အားထုတ်ပြုစုခဲ့ပါကြောင်းတင်ပြအပ်ပါသည်စာဖတ်သူတိုင်းမိမိ၏တစ်ခုတည်းသောဘဝကိုအပီးအပြင်အပြောင်မြောက်ဆုံးဖြစ်အောင်တည်ဆောက်သွားနိုင်ကြပါစေဖေမြင့်3ရက်5လ94အခန်း1တဘဝတာအတွက်လက်ရာတစ်ခုသာဖန်တီးတည်ဆောက်ခွင့်ရှိသည်ပကြီးပညာရှင်လီယိုနာဒိုဒါဗင်ချီအားလူဘဝသို့တစ်ကြိမ်ပြန်ခေါ်ကာဤကဘာတွင်သူ၏အမည်နာမဖြင့်ပကြီးကားတစ်ချက်သေးသာခြံထားခွင့်ပြုမည်ဟုကန့်သက်လိုက်မည်ဆိုပါစို့မည်သို့သောပကြီးကားမျိုးသူရေးဆွဲလေမည်နီအလားတူပင်ဘပုကျော်ရိုဒင်အားဘပုရုပ်တစ်ခုသေးသာထုလုပ်ခွင့်ပြုမည်ဟုသတ်မှတ်လိုက်မည်ဆိုပါစို့မည်သို့သောဘပုရုပ်မျိုးသူထုလုပ်လေမည်နီမြင်အောင်မှန်းဆနိုင်ရန်မလွယ်ပါဒါပင်ချီရောရိုဒင်မှာမအိပ်မနေရက်ရှည်လများဇံဝင်စဉ်းစားပြီးမှသာမိသည့်လက်ရာမျိုးဖန်ဆင်းပြုလုပ်မည်ဟုဆုံးဖြတ်ချက်ချနိုင်ကြပေမည်သို့သောတေချာပေါက်ပြောနိုင်သောအချက်တစ်ခုကရှိသည်ဒါဗင်ချီထားရသည့်တစ်ခုတည်းသောပကြီးကားသည်၎င်းရိုဒင်ထုလုပ်မိတစ်ခုတည်းသောဘပုရုပ်သည်၎င်းကမ္ဘာသမိုင်းတွင်အကြီးအကျယ်အပြောင်မြောက်ဆုံးအနုပညာလက်ရာများဖြစ်နေမည်မှာဧကံမုတ်ချဟုသောအချက်ပင်ဖြစ်သည်စာဖတ်သူမိတ်ဆွေတင့်မှာမွေးသည်မှသေသည်အထိ
နေသွားရမည့်တိုတောင်းသောဘဝလေးတစ်ခုရှိသည်ထိုဘဝသည်အညံသားပကြီးဆရာ၏ပကြီးကားတစ်ချက်လိုမထင်မရှားလဲပျောက်ကွယ်သွားနိုင်၏ဒါဗင်ချီ၏မိုနာလီဇာပကြီးကားရိုဒင်၏တောတွင်သူပပုရုပ်များကဲ့သို့လည်းအံ့ဩကြီးကျယ်သွားနိုင်ပါသည်မည်သို့ဖြစ်သွားသနည်းဟုသည်တင့်ပေါ်၌ပင်မူတည်ပါသည်သင်ပိုင်ဆိုင်သည့်တစ်ခုတည်းသောဤဘဝကိုတစ်ကြိမ်တစ်ခါတည်းသာဖန်တီးတည်ဆောက်ခွင့်ရှိသည်ဘယ်လိုဘဝမျိုးသင်တည်ဆောက်ပါမည်လဲမိမိကိုယ်ကိုလေးစားသူမိမိဘဝကိုတန်ဖိုးထားသူဆိုလင်ကမိမိ၏တစ်ခုတည်းသောဘဝကိုအကြီးအကျယ်အခမ်းအနားဆုံးအပီပင်အပြောင်မြောက်ဆုံးဖြစ်အောင်ဖန်တီးတည်ဆောက်ရပေမည်ဒီလိုတည်ဆောက်နိုင်ရန်အတွက်တနေ့သောအခါမိမိဘာဖြစ်လာရမည်ဟုသောရည်မှန်းချက်ယင်းတိုင်းမဖြစ်အောင်တည်ဆောက်မည်ဟုသောခိုင်မာပြတ်သားသည့်စိတ်ဆွဲအခက်အခဲကိုရင်ဆိုင်သည့်တတ္တိမိမိဘာသာချမှတ်ထားသည့်လမ်းကြောင်းမှရိမ့်ရိုင်တွေ့ဖယ်မသွားရအောင်ထိမ့်သိမ့်နိုင်သည့်တမာတိစသည့်အရေးအသွေးများပြည့်ဝထားရန်လိုသည်ဉာဏ်အမျှော်မြင်မရှိစိတ်တက်ကြံ့ခံမှုနတ္ထိဖြစ်ကာတခုတည်းသောဘဝကိုလှလှပပတည်ဆောက်ရမည်ဟုသောအတိတရားလဲကင်းမဲ့နေမည်ဆိုလင်ကရထောင်ရခဲ့သောဘဝတစ်ခုအချီးနှီးအလားအသက်ဆုံးပါသွားရပါခြင်းမည်ဒီလိုဆုံးပါသွားခဲ့ကြသည့်တာရကတွေလည်းမြောက်များစွာရှိပါသည်သူငယ်ဘဝခရစ်တော်နှင့်တစ္ဆာဖောက်တစ်ဖက်ယူဒခရစ်ယာန်ဘုန်းတော်ကြီးများအစဉ်အဆက်ပြောကြားလေ့ရှိသည့်ဒန္တာရီဆန်ဆန်အဖြစ်ပြက်တစ်ခုကဤသို့ဆိုသည်တရံရောအခါကအီတလီပြည်စစ်စလီကျွန်းပေါ်ရှိမြို့တစ်မြို့တွင်ဗကြီးကျော်တဦးသည်ဖျားရှိခိုးကျောင်းကြီးတစ်ခု၏အတွင်းနံရံ၌ခရစ်ဝင်ပကြီးကားတွဲကြီးတစ်ခုရေးဆွဲလျက်ရှိသည်ခရစ်တော်၏ဘဝဖြစ်စဉ်ကိုဖော်ကျူးသည့်ရင်းပကြီးကားများရေးဆွဲရ၌တရုတ်ပြည်ပြင်စေရန်အတွက်ယေရှုခရစ်နှင့်တကွခမဲတော်မဲတော်နောက်ပါတပည့်တာဝကအစရှိသူတို့ရုပ်ပုံများအဖြစ်အပြင်လောကတွင်တက်ရှိထင်ရှားရှိသူများတဲ့ကမှဇယိုက်လက္ခဏာချင်းနီးစပ်စင်တူသူအသီးသီးတို့ကိုစံပြထားကပုံတူရေးဆွဲယူခဲ့သည်နှစ်အတန်ကြာရေးဆွဲပြီးသည့်အခါအရေးကြီးသောရုပ်ပုံနှစ်ခုမှအပပုံအားလုံးရေးဆွဲပြီးစီးလေသည်ကြံရှိနေသောရုပ်ပုံနှစ်ပုံကယေရှုခရစ်၏သူငယ်ဘဝပုံတော်နှင့်ယေရှုခရစ်တော်အားသစ္စာဖောက်ခဲ့သည့်တာဝကဟောင်းယူဒရှကာရုတ်၏ပုံတို့ဖြစ်သည်ပကြီးကျော်သည်၎င်းရုပ်ပုံနှစ်ခုအတွက်ပုံတူရေးကူးနိုင်ရန်တင့်တော်မီစံပြနှစ်ဦးကိုလိုက်လံရှာဖွေတော်လဲတော်တော်နဲ့မတွေ့ရပေတနေ့၌မူသူသည်လမ်းမပေါ်တွင်စော်ကစားနေသည့်ကလေးတစ်တိုက်ထဲကမှ12နှစ်အရွယ်ကလေးတစ်ယောက်ကိုသတိပြုမိသည်ကလေးငယ်၏မျက်နှာသည်အလွန်တန့်ရှင်းကြည်လင်လှသည်ရိုးဖြောင့်မှန်ကန်ခြင်းဉာဏ်အမျှော်မြင်ရှိခြင်းစေနာမေတ္တာပြေဝခြင်းအရေးအယောင်များသူ့မျက်နှာပေါ်တွင်ထင်ဟပ်လျက်ရှိသည်ပကြီးကျော်သည်ကလေးငယ်အားခေါ်လာပြီးစံပြဖြင့်ထိုင်စေကာယေရှုခရစ်တော်၏သူငယ်ဘဝရုပ်ပုံကိုရေးဆွဲလေသည်ရပ်ပေါင်းတော်ကြအောင်စိတ်တိုင်းကြပုံတူရေးဆွဲယူပြီးတော့နံရံဆေးရေးပကြီးကားတွဲကြီး၌ယူဒ၏ပုံတူတစ်ခုသာဖြည့်သွင်းရန်ကြံလေတော့သည်ဖျားရှိခိုးကျောင်းကြီးရှိခရစ်ဝင်ပကြီးကားတွဲကြီးတွင်ယူဒပုံတစ်ပုံလိုအပ်နေသဖြင့်မပြီးစီးနိုင်ဖြစ်နေရကြောင်းသတင်းစကားသည်ပဝန်းကျင်နယ်တခွင်သို့ပြန်ပွားသွားသောအခါမိမိကိုယ်ကိုယူဒဖြင့်စံပြထိုင်ပေးနိုင်လောက်အောင်ရုပ်မာကောက်ကြည့်သည့်ရုပ်လက္ခဏာရှိသည်ဟုယုံကြည်သူအများပြားပင်ပုံတူဆွဲခံရန်ပကြီးဆရာကြီးထံရောက်လာကြသည်သို့သောမည်သူတဦးတယောက်ကိုမျှသူစိတ်တိုင်းမကြခဲ့ပကြီးကျော်သည်သူ၏စိတ်အာရုံတွင်မြင်ယောင်ထားသည့်စိုးရုပ်မိုက်မဲသောဂတိသစ္စာမရှိသောအတပြာတင်းကားစအနှဲငယ်မြကိုမမောသောစိတ်ဖြင့်မိမိအရှင်သခင်ကိုပင်အသေးတတ်မိသူတို့လက်သို့ပို့ရက်ခဲ့သောတပည့်စိုးယူဒ၏ရုပ်သွင်းကိုထင်ဟပ်နိုင်သောသူအားရှာဖွေရေးမရခဲ့သို့နှင့်နှစ်ပေါင်းများစွာကြာအောင်ယူဒ၏ပုံရိပ်ကိုရေးဆွဲမရနိုင်ပဲရှိခဲ့သည်သို့သောတနေ့၌မူပကြီးကျော်သည်စားတောက်ဆိုင်တစ်ခု၌ထိုင်နေစဉ်ဆိုင်တွင်းသို့တရိမ့်တရိုက်ဖြင့်ဝင်ရောက်လာသူတစ်ယောက်ကိုတွေ့ရလေသည်ညစ်သေးဆုပ်ပြက်ခါတဆေမင်စာရုပ်ပေါက်နေသော၎င်းလူသည်ကျွန်တော်ကိုအရက်တိုက်ပါခင်ဗျာ
အရက်တစ်ခွက်လောက်တိုက်ကြပါခမများဟု၍အရှက်အကြောက်ကင်းမဲ့စွာတောင်းခံလျက်ရှိသည်ပကြီးကျော်သည်ထိုသူ၏မျက်နှာ၌အကုသို့ဒုစရိုက်ပေါင်းစုံစုပြုံထင်ဟပ်နေသည်တကားဟုအလန့်တကြားမြင်အောင်မိကနှစ်ပေါင်းများစွာမိမိရှာဖွေခဲ့သောပုဂ္ဂိုလ်ကိုယခုတွေ့ရလေပြီဟုအကြီးအကျယ်ဝမ်းမြောက်သွားသည်မောင်ရင်ကျုပ်နှင့်လိုက်ခဲ့ပါမောင်ရင်ကိုအရက်အဝတိုက်မယ်ဟုဆိုကာ၎င်းလူအားပကြီးကန်းသို့ခေါ်လာသည်ထိုအချိန်၌အတော်ပင်အသက်ကြီးရင့်နေပြီဖြစ်သောပကြီးဆရာအိုသည်သူ၏အပြောင်မြောက်ဆုံးနိုင်ရန်ဆေးပကြီးကားကြီးအပြီးတတ်နိုင်ရန်အတွက်ဘဝတုံးနေသူထိုလူစိမ်းအားလိုသမျှအရက်ကိုပေးကာနေ့စဉ်ပုံတူရေးဆွဲမှုပြုလုပ်လေသည်ထိုသူသည်အစပထမ၌အရက်တောက်လျက်လျင်ပြီးရောဟုသောသဘောဖြင့်ပကြီးဆရာကြီးအကြိုက်ထိုင်ပေးနေရမှရက်အနှဲငယ်ကြာလာသောအခါတဖြည်းဖြည်းပြောင်းလဲလာသည်မူရစ်ထုံထိုင်းကလောကရောဘဝကိုပါမေ့လျော့နေသည့်အသွင်အပြင်မှစိုးရိမ်ထိတ်လန့်သောအသွင်အပြင်သို့ပြောင်းလဲလာခဲ့သည်တဖြည်းဖြည်းရုပ်လုံးပေါ်လာသောသူ့ပုံတူပကြီးကားကိုကြည့်ကသူခြောက်ခြောက်ခြားခြားပင်ဖြစ်လာသည်ပုံဆွဲခံရသူမျက်စိမျက်နှာပြက်သည်ကိုမြင်လျင်ဆရာကြီးကအကြောင်းအရင်းကိုမေးသည်ဆရာကြီးမေးသည့်အခါတွင်မူပုံဆွဲခံရသူသည်ရုတ်တရက်အကြီးအကျယ်ဝမ်းပန်းတနေဖြစ်သွားကမျက်နှာကိုလက်ဝါးဖြင့်အုပ်လျက်ရှိုက်ကြီးတငယ်ငယ်ငိုကြွေးလေတော့သည်အတန်ကြာအောင်ငိုကြွေးပြီးကမှပကြီးဆရာကြီးကိုမော့ကြည့်ကဆရာကြီးတောင်ကျွန်တော်ကိုမမှတ်မိတော့ဘဲကိုဆရာကြီးစီမှာခရစ်တော်တငယ်ဘဝပုံရိပ်အတွက်ပုံတူအစွဲခံခဲ့တာကျွန်တော်ပါခမဟုကြည်ကွဲတန်ကြီးနှင့်ပြောလိုက်လေသည်ပုံတူပကြီးရေးဆရာပင်မမှတ်မိလောက်အောင်ပြောင်းလဲသွားခဲ့သူတက်တန်းတဝက်လောက်မျှမရှိသေးမီကာလအတွင်းယေရှုခရစ်လိုအထွတ်အမြတ်ပုဂ္ဂိုလ်အသွင်မှယူဒလိုအနှိမ့်ကျအယုတ်ညံ့ဆုံးအသွင်အပြင်သို့ဆုပ်ယုပ်ကျဆင်းသွားခဲ့သူညီမြနှမျောစရာကောင်းလိုက်ပါသနည်းမိဘဆရာများအတွက်သာဆိုကညီမြရင်ထုမနာဖြစ်ကောင်းလိုက်ပါမည်နီသို့သောလောက၌ဒီလိုလူမျိုးတွေအများပင်ရှိပါသည်မည်သူမဆိုမိမိဘဝကိုမိမိတန်ဖိုးထားရကောင်းမှမသိမိမိဘဝကိုမိမိတည်ဆောက်ရမည်ဟု၍လည်းနားလေသဘောပေါက်ခြင်းမရှိလျင်၎င်းလူနည်းတူပျက်စီးဆုံးရှုံးရမည်သာဖြစ်သည်ကိုတန်ဖိုးထားကကိုအားကိုကြိုးစားမည်ဆိုလင်ကမိမိရည်မှန်းချက်ပန်းနိုင်သို့မရောက်နိုင်စရာအကြောင်းမရှိပါလူတိုင်းထိတ်တန်းရောက်နိုင်သည်လူတိုင်းပင်ရေဘူးရအားဖြင့်တူညီသောအခြေခံဖြင့်ဘဝကိုတည်ဆောက်ကြရသည်ဟုဆိုခြင်းသည်ဆွေကုံမျိုးကုံမိဘအမွေအနှစ်စသည့်အထောက်ပံ့ခံစားရမှုချင်းကွာခြားနိုင်တော်လဲတောကြီးမြဲမဲတဲ့တွင်တစ်လုံးတဲနှင့်နေခဲ့ရသူမှသမရအေဘရာလင်ကွန်ဖြစ်သွားသည့်တာရကစီးကပ်စရာပညာတတ်လည်းမရှိအာကိုပြုစရာပိရိကတ်တိုက်ဟု၍လည်းမကြားရဘူးလျက်တောကြီးလက်တွင်ရသမျှအစာတို့စာသားကိုကောက်ဖက်ရင်းမင်းတိုင်မဲ့အမတ်ပညာရှိဝန်စင်းမင်းရာစာဖြစ်သွားသည့်တာရကမထင်မရှားတက်ချက်ကလေးဘဝမှာအင်ပါရာသခင်ဧကရစ်ဘယင်နပိုလီယန်ဖြစ်သွားသည့်တာရကစသည်တို့ကိုကြည့်လျင်မည်သူမဆိုငါဘဝအခြေခံနှိမ်ပါလှသည်ဟု၍အားငယ်စရာမလိုကြောင်းထင်ရှားပေသည်လူတိုင်း၌အကန့်အသတ်မရှိဖွံ့ဖြိုးတိုးတက်နိုင်သည့်အခြေခံကိုစီပါလာခဲ့သည်ကိုလက်အင်ကချွတ်တဲ့မှုမရှိအုံနောက်၌လည်းသူများထက်မနှိမ့်သောဉာဏ်ရည်သာပါခဲ့မည်ဆိုလျှင်မည်သူမဆိုမိမိဘဝကိုမိမိအမြင့်ဆုံးထိမျှော်မှန်းနိုင်ခွင့်ရှိသည်ဟုဆိုခြင်းသည်စင်စစ်မိမိကိုယ်ကိုလေးစားသူမှန်သမျှထိတ်တန်းရောက်အောင်ကြိုးစားမိဟုသောစိတ်မျိုးရှိရမည်သာဖြစ်သည်ဤစာအုပ်သည်တဘာဝကြောက်ရိုင်းတစ်လုံးကဲ့သို့အခြေခံတန်ဖိုးရှိစွာမွေးဖွားလာခဲ့သည့်လူသားတဦးအနေနဲ့မိမိဘဝကိုအမြင့်မားအပြောင်မြောက်ဆုံးဖြစ်အောင်မိတို့တည်ဆောက်နိုင်ကြောင်းအကြံဉာဏ်ပေးနိုင်ရန်စီစဉ်ပြုစုထားသောစာအုပ်တုပ်ဖြစ်သည်တဖန်ဤစာအုပ်၌အလေးနက်ပြုဖော်ပြထားသည့်နောက်ချက်တစ်ခုကအမှန်တကယ်ခုံရောင်ပြောင်သောဘဝမျိုးဟုသည်မြင့်မြတ်မှန်ကန်သောစိတ်ဓာတ်အခြေခံပေါ်၌သာတည်ဆောက်၍ရနိုင်သည်ဟုသောအချက်ဖြစ်သည်ရှွန့်ပွက်ရေအိုင်၌ခြေတံရှည်အိမ်သာဆောက်နိုင်၏တိုက်တာဆောက်အုံတစ်ခုမတည်ဆောက်နိုင်မခိုင်ခံသောအခြေခံ၌တည်ဆောက်သည့်အဆောက်အုံသည်ရေရှည်မခံများမကြာမီပြိုလဲပျက်စီးရမည်ဖြစ်၏ထို့ကြောင့်လည်းရည်မှန်းချက်ကြီးထားကဇွဲ
လုံလဝရိယနှင့်မိမိဘဝကိုမိမိတည်ဆောက်ကြသူများတဲ့တွင်ပင်အချိန်တန်သောအခါ၌စိတ်ဓာတ်အခြေခံကောင်းခြင်းဉာဏ်ချင်းပေါ်မူတည်၍လူနှမျိုးနှစ်စားကွဲသွားတတ်ခြင်းပင်ဖြစ်သည်တစ်မျိုးတည်းကနှစ်စားကွဲသွားကြသူများတရံရောအခါကမြန်မာနိုင်ငံတွင်ထင်ရှားသောပုဂ္ဂိုလ်နှစ်ယောက်ရှိခဲ့၏နှစ်ယောက်လုံးပင်ကိုအားကိုကို၍တိုးတက်ကြီးပွားကာမြန်မာနိုင်ငံရေးလောက၌ထိပ်တန်းအဆင့်သို့ရောက်ရှိခဲ့ကြ၏သို့သောထိုပုဂ္ဂိုလ်ကြီးနှစ်ဦး၏ဘဝခုံရည်အဆင့်တန်းကိုခွဲခြားသတ်မှတ်ပေးသည့်စိတ်ဓာတ်စရိုက်အသီးသီးသည်တဦးစီ၌ကွဲပြားခြားနားစွာကိန်းအောင်တည်ရှိခဲ့၏ထိုကွဲပြားသောအခြေခံတို့ကြောင့်ပင်နောက်ဆုံး၌ဗိုလ်ချုပ်အောင်ဆန်းသည်အာဇာနည်ပုဂ္ဂိုလ်တို့ဖြစ်ခဲ့၍ဂလုံဦးစောကဂုံတိတ်ခါကင်းမဲ့သောဘဝဖြင့်ဏီကုန်းချုပ်ခဲ့ရခြင်းဖြစ်ပေသည်ကဘာ၌လည်းဒီလိုတာတကများစွာရှိသည်ဟစ်တလာသည်အောက်ခြေမှထိတ်ဆုံးထိကိုစွမ်းကိုအားဖြင့်တက်ခဲ့သူပင်ဖြစ်သည်ကနဦးအစသူ့ဘဝသည်အတော်ပင်ဆိုးရွားလာ၏ဩစတြေးလျလူမျိုးသူ့ဖခင်သည်အဖေအခေါ်ခံရမိသူမရှိဘဲကြီးပြင်းခဲ့ရသူဖြစ်သည်ဒီအမောင်ရိပ်သည်ဟစ်တလအပေါ်လွှမ်းမိုးခဲ့သည်လူငယ်ဘဝ၌သူသည်ပကြီးကျော်တယောက်ဖြစ်ရန်ရည်မှန်းခဲ့ဘူးသည်သို့တော်မဖြစ်မြောက်ဝင်ခွင့်ဆောင်မှုပွဲမအောင်သဖြင့်ပကြီးကျောင်းတက်ခွင့်မရထို့နောက်သူ့အသက်19နှစ်တွင်မိခင်ကွယ်လွန်ရာသူ့အတွက်အခြေအနေလုံးဝပြတ်သွားခဲ့ရသည်ဒီနောက်တွင်မူလနေထိုင်ရာနယ်မြို့ကလေးကိုစွန့်ခွာကာဩစတြေးလျမြို့တော်ဗီယင်နာသို့တကူတော်ထွက်လာခဲ့သည်ထို့နောက်၄နှစ်တာကာလကသူ့ဘဝတွင်အစင်းရဲ့အကျက်တဲဆုံးကာလဖြစ်သည်ကာယအလုပ်ဆိုရင်လည်းနည်းနည်းလေးမျှမလုပ်ချင်သောဟစ်တလာသည်ထမင်းတစ်လုပ်အတွက်အနှိမ်စားအလုပ်အကျန်းစားအလုပ်များကိုဝင်လုပ်ခဲ့ရသည်အလွန်နှိမ့်ချနှုံချသောနေအိမ်များတွင်အစင်းရဲ့အဆုတ်ပြတ်ဆုံးလူများကြား၌တိုးဝှေ့နေထိုင်ရပြီးအခြေအနေမဲ့များအားကုသိုလ်ဖြင့်စွတ်ပြုတ်တိုက်သည့်နေရာများတွင်ဝင်ရောက်တန်းစီစားတောက်ခဲ့ရ၏သို့သောဟစ်တလာသည်ဆင်းရဲမွဲတေမှုအောက်၌တိမ်မြုပ်ပျောက်ကွယ်မသွားအခြားသောဘဝတူလူငယ်များငတ်သည့်အခါငတ်လိုက်ရသည့်အခါရသမျှကိုစားတောက်ပျော်ပါဖြုံးတီးလိုက်နှင့်အောက်ခြေဘဝမှာပင်ကြောက်ချနေကြစဉ်ဟစ်တလာကအရက်မတောက်ဆေးလိမ်မတောက်မိမကိုရှောင်ရှားကာရသမျှစာအုပ်စာတမ်းများကိုသာတရကြံဝါမျိုးစားတောက်နေခဲ့သည်သူမှရည်မှန်းချက်ကအလွန်ကြီးမားသည်သူသည်ဂျာမနီပြည်၌အထွတ်ထိပ်ထိရောက်ရမည်ဟုယုံကြည်ထားသည်ထို့ပြင်သူမှအရေးချင်းတစ်ခုလည်းရှိသည်ရင်းကတိုင်းပြည်အခြေအနေအလားအလာနှင့်လူများစုတို့၏သဘောထားများကိုအကဲခတ်ရ၌ပါရမီရှင်ဟုဆိုထားရလောက်အောင်အပနန်းထူးချွန်ခြင်းဖြစ်သည်သို့သောသူသည်ကောင်းကျိုးပြုပါရမီရှင်မဟုတ်မကောင်းဆိုးဝါးသမားသာဖြစ်ခဲ့သည်သူဖတ်ရှုခဲ့သည့်စာအုပ်စာတမ်းများမှရသောအကြအမြင်ဗဟုသုတသည်သူ၌ငယ်စဉ်ကတည်းကဆွဲလာခဲ့သည့်အညှိုးအာဃာတများနှင့်ပေါင်းဆက်လိုက်သောအခါအစိတ်အတောက်ပြင်းထန်သည့်အတွေးအခေါ်နှင့်လောက်ရများစီသို့ဥတည်သွားခဲ့သည်သူသည်တတိယဂျာမနီနိုင်ငံတော်ကိုတကမ္ဘာလုံးအံ့ဩတုန်လှုပ်ရလောက်အောင်ကြီးကျယ်သောအတိုင်းအတာထိတည်ဆောက်နိုင်ခဲ့ပါ၏သူကိုယ်တိုင်သည်လည်းထိုကာလအတွင်းကမ္ဘာတွင်တကိုးရှိန်စောအပြင်းဆုံးအာဏာရှင်မင်းအဖြစ်သို့ရောက်ရှိခဲ့ပါ၏သို့သောအာဃာတများလူမျိုးရေးမုန်းတီးစိတ်များလူမဆန်အောင်ခတ်ထန်ကြမ်းတမ်းသောနှလုံးသားများကိုအခြေပြုတည်ဆောက်ခဲ့သည့်တတိယဂျာမနီနိုင်ငံတော်သည်အချိန်တိုအတွင်းမှာပင်ဝေယုံသုံးကားပျက်စီးပြိုကျကာဟစ်တလာရောသူ၏နောက်လိုက်ပါများကိုမရှုမလနေကုန်းချုပ်စေခဲ့ပါသည်ဟစ်တလနီးသူအောက်ခြေနင်းပြဘဝမှာနိုင်ငံအကြီးအကဲဖြစ်ခဲ့သူနောက်တစ်ယောက်ရှိသည်အေဗရာဟမ်လင်ကွန်းဘဝအစပိုင်း၌လင်ကွန်း၏အခြေအနေမှာဟစ်တလာထက်ပင်ဆိုးသေး၏ဘုံကြီးကျောင်းမရှိစာသင်ကျောင်းမရှိရွာဟူ၍ပင်မရှိသည့်အခေါင်ဖျားကြောင်ကြားမှမွေး၏လူပြိုပေါက်အရွယ်ရောက်မှစာသင်ရ၏သို့သောတစ်သက်လုံးပေါင်းမှကျောင်းနေချိန်12လမျှရှိခဲ့၏ဘဝတစ်လျှောက်လုံးလဲမိဘဆွေမျိုး၏အမအဆဆိုတာမျိုးလုံးဝမခံစားခဲ့ရသို့သောလင်ကွန်း၌ထူးခြားသောအရေးချင်းတချို့ရှိသည်သူသည်စိတ်ကောင်းနှလုံးကောင်းရှိသည်ပုံတိုပတ်စဟာတာများအများခင်မင်ဖွယ်ရာပြောဆိုတတ်သည်သူသည်စာဖတ်ဝါသနာကြီးမားသူလည်းဖြစ်သည်အတန်းပညာမရှိသောမိမိသည်ကိုယ်တိုင်ရှာပညာဖြင့်သာမိမိဘဝကိုမြင့်တင်နိုင်မည်ဖြစ်ကြောင်း
တိရှိကစာပေဗဟုသုတကိုတရချမ်းလိုက်စားသို့မိခဲ့သည်ဟစ်တလနီးသူသူသည်လည်းရီမှန်းချက်ကြီးသူဖြစ်ပါ၏တောကြုံအောင်ကြားမှမွေးတော်လဲခြုံကြားမှထာဝရမနေဘုံများအထိတက်မြည်ဟုသောစိတ်ထားမျိုးရှိသူဖြစ်ပါ၏သို့သောလင်ကွန်းသည်သူ၏ဘဝဘုံပိမှန်ကိုအညှို့အာဃာတဖြင့်မတိဆောက်အဖြက်စိတ်ခတ်ထန်ရန်လိုစိတ်တို့ဖြင့်အုံမြင့်မချစူးစိုက်အားထုတ်မှုစိတ်ရှည်သည်းခံမှုဖြောင့်မတ်တည်ကြည်မှုတို့ကိုမန်နိုင်ပြု၍သာသူ့ဘဝကိုတည်ထောင်ခဲ့သည်အညှို့အာဃာတအလင်းမပါအလုံးအတွက်မေတ္တာစေနာဟုသည်သာသူတသက်တာကင်ဆွဲသောဆောင်ဖို့ဖြစ်ခဲ့သည်လွဲမှားသောစိတ်ဓာတ်အခြေခံကြောင့်တကူအာဏာကိုအလွဲသုံးစားပြုမိသဖြင့်ဟစ်တလာသည်သူ၏ဂျာမနီပြည်ကိုသာမကကမ္ဘာနိုင်ငံအများအပြားကိုပါမိလောင်တိုက်သွင်းခဲ့သူလူဆိုးကြီးဖြစ်ရာဇဝင်တွင်ခဲ့ပြီးအေဗရာဟမ်လင်ကွန်းကမူသူကိုယ်တိုင်တစ်လုံးတဲမှအိမ်ဖြူတော်သို့တက်လန်းနိုင်တဲ့ကဲ့သို့သူ့နိုင်ငံသမိုင်းတွင်လည်းငွေဝယ်ကျွန်စနစ်ကိုခြုံငိမ့်စေခဲ့သူပြည်တော်စုကြီးမပြတ်စည်းအောင်ထိမ့်သိမ်းကာကွယ်နိုင်ခဲ့သူဖြစ်မှတ်တမ်းတင်ခြင်းခံခဲ့ရပေသည်မတော်လောဘသမားနှင့်လူသားအကျိုးဆောင်ပုဂ္ဂိုလ်များစီးပွားရေးနယ်ပယ်တွင်ထွန်းပေါက်အောင်မြင်အောင်ကြိုးစားခဲ့သူများ၌လည်းအလားတူပင်စိတ်ဓာတ်အခြေခံပေါ်မူတည်၍လူကောင်းနှင့်လူဆိုးကွဲပြားကာမတူညီသောကံကြမ္မာများဖြင့်ဏီကုန်းချုပ်တက်ကြသည်ကိုတွေ့ရနိုင်သည်လွန်ခဲ့သောနှစ်ပိုင်းအတွင်းကမြန်မာနှင့်နိုင်ငံတကာစာနယ်ဇင်းများတွင်စီးပွားရေးလောင်းကစားများ၏အတက်အကျဘဝဇာတ်လမ်းများအကြောင်းဝေဝေဆာဆာဖော်ပြစီကိုဖတ်ရှုခဲ့ရသည်ရောဘတ်မက်ကတ်ဝဲအမည်ရှိထုတ်လုပ်ရေးလုပ်ငန်းရှင်ကြီးတဦးရင်းနှီးတည်ဆုံသည့်ကိစ္စဖြစ်ပွားပြီးနောက်သူ့ကုမ္ပဏီအတွင်းအေယာမငွေကြေးအရှုပ်ထွေးများနှင့်လိမ်လည်မှုများပေါ်ပေါက်ကကြံရည်သောသူ၏သားများအဖမ်းဆီးခံရသည်ကိုတရားကျစရာတွေ့ရှိခဲ့ရ၏ထို့ပြင် BCCI မည်ရှိနိုင်ငံတကာဗန်ကြီးတစ်ခုလုံးသည်ပင်အလိမ်ညာကြီးဖြစ်ကြောင်းဘူးပေါ်သူပေါ်ကရခင်အေယာမဗန်တထေးကြီးများအသွင်ဖြင့်ဝင့်ထည်ခဲ့ကြသောပုဂ္ဂိုလ်ကြီးများနေချင်းညချင်းပင်ရာဇဝတ်သားများဝရံပြေးများဖြစ်သွားကြသည်ကိုလည်းထိတ်လန့်အံ့ဩဖွယ်သိမြင်ခဲ့ရ၏အလားတူပင်များမကြာမီကာလအတွင်းကထုတ်ဝေသည့်နိုင်ငံတကာစာနယ်ဇင်းများတွင်လည်းအီတလီစီးပွားရေးလောကမှပုဂ္ဂိုလ်ကြီးနှစ်ယောက်ရှေ့ဆင့်နောက်ဆင့်တက်တည်သွားခဲ့သည့်သတင်းများဟိုးလေးတကြောကြောဖော်ပြသည်ကိုတွေ့ရပြန်သည်ယင်းပုဂ္ဂိုလ်နှစ်ယောက်အနက်ပထမပုဂ္ဂိုလ်မှာစွမ်းအင်လုပ်ငန်းဆိုင်ရာအေယာမကုမ္ပဏီကြီးတစ်ခု၏အကြီးအကဲဟောင်းဖြစ်၍ငွေစရင်းလိမ်လည်မှုများအတွက်ဖမ်းဆီးစစ်ဆေးနေစေအချုပ်ခန်းထဲတွင်မိမိကိုစီရင်သွားခြင်းဖြစ်၏ဒုတိယပုဂ္ဂိုလ်ကမူအီတလီတစ်ပြည်လုံးတွင်ဒုတိယအကြီးဆုံးပုဂ္ဂလိကလုပ်ငန်းစုကြီး၏အကြီးအကဲဖြစ်ဆောင်ရွက်ခဲ့သူဖြစ်၍အလားတူပင်စီးပွားရေးပြစ်မှုအတွက်အဖမ်းဆီးခံရကာနီဆဲဆဲတွင်တမလွန်သို့ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်၏ထိုသူတို့၏အတက်အကျဖြစ်စဉ်မှာကြောက်မက်ဖွယ်ရာမြန်ဆန်လွန်းလာပါ၏ထို့သောဖြစ်ရခြင်းအကြောင်းရင်းကလူဘဝနှင့်ပတ်သက်၍ပြေဝမျှတသောအမြင်မရှိခြင်းသို့မဟုတ်စိတ်ဓာတ်အခြေခံမမှန်ကန်ခြင်းဖြစ်သည်ဤလူများသည်ဘဝအောင်မြင်မှုကိုငွေကြေးတစ်ခုတည်းဖြင့်တိုင်းတာကဓနငွေကြေးရရှိရေးကိုသာဥတီလျက်လောဘဇောကြီးစွာလောက်ကံကြသူများဖြစ်ရာသူတစ်ပါးအားမတရားပြုရမည်ကို၎င်းတရားဥပဒေချိုးဖောက်ရမည်ကို၎င်းထိတ်လန့်နှောင့်နှေးခြင်းကင်းမဲ့သွားတတ်ကြပြီးထိုအဖြစ်တို့ကြောင့်ပဲနောက်ဆုံး၌ပျက်စီးမှုနှင့်ကြုံရခြင်းဖြစ်ပေသည်အဆိုပါပုဂ္ဂိုလ်များ၏အဖြစ်သည်လောက၌ငွေသာဗဒနာမဟုတ်ငွေများများရတိုင်းအောင်မြင်သည်မဟုတ်ဟုသောအချက်ကိုသက်သေပြလျက်ရှိ၏သို့သောငွေသည်အချင်းဤအကျိုးမဲ့တော့မဟုတ်ပါငွေသည်လူ၏ကာယဒုက္ခစိတ်ဓာတ်ဒုက္ခကိုတစုံတရာသောအတိုင်းအတာထိဖန်တီးပေးနိုင်သောအရာဖြစ်သည်ငွေကြေးရှာဖွေရရှိနိုင်မှုသည်လူ၏အောင်မြင်မှုသို့မဟုတ်အစွမ်းအစရှိမှုကိုတစုံတရာသောအတိုင်းအတာထိသက်သေထူနိုင်သည်လည်းအမှန်ပင်ဖြစ်သည်ထို့ပြင်ငွေသည်မိမိတကိုယ်၏အကျိုးကို၎င်းမိမိ၏မိသားစုဆွေမျိုးမိတ်သင်္ဂဟနှင့်အခြားတစ်ပါးသောလူသားအများစုတို့၏အကျိုးကို၎င်းတစုံတရာသောအတိုင်းအတာထိဆောင်ကျဉ်နိုင်သည်လည်းအမှန်ဖြစ်ပါ၏စီးပွားရေးအလုပ်ကိုအားကျိုးမှန်တက်လောက်ခါမိမိရှာဖွေရရှိခဲ့သော
ဒါနငွေကြေးများအပြင်ကျန်းမာရေးပညာရေးအစရှိသည့်အများအကျိုးပြုကိစ္စရပ်များကိုစွမ်းစွမ်းတမန်ဆောင်ရွက်ပေးခြင်းအပြင်မိမိတို့ဘဝကိုမိမိတို့အကြီးအကျယ်အပြောင်မြောက်ဆုံးတည်ဆောက်မြင့်တင်ခဲ့ကြသည့်ပုဂ္ဂိုလ်ကြီးများလည်းအများပင်ရှိပါသည်တာမန်အားဖြင့်ဆိုလျှင်မန္တလေးမြို့၌ပိုးကုံတဲ့အလုပ်ဖြင့်မထင်မရှားနေထိုင်ကာမထင်မရှားပင်တိမ်မြုပ်ပျောက်ကွယ်သွားเสียရှိသည်ဒေါ်ဦးစွန်းသည်ဗုဒ္ဓဘာသာလူအိုယုံများစတင်တည်ထောင်ခြင်းယင်းလူအိုယုံများအထွန်းရှည်ရေးတိုးပွားများပြားရေးတို့အတွက်အားထုတ်ကြိုးပမ်းခဲ့ခြင်းစသည့်လုပ်ရများကြောင့်လူသားအကျိုးဆောင်အာဇာနည်အမျိုးသမီးကြီးဖြစ်သမိုင်းဝင်ထင်ရှားခဲ့ရသည်အလားတူပင်တထေးကြီးစာဦးတွင်သည်လည်းမြန်မာနိုင်ငံ၌လုပ်ငန်းကြီးမျိုးစုံကိုအောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့သည့်စီးပွားရေးထူးချွန်သူကြီးအဖြစ်သာမကနိုင်ငံနှင့်လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက်လှုံ့ဆော်သင့်သည့်ကိစ္စရပ်များတွင်စေတနာစိတ်ဓာတ်ထက်သန်စွာဥဆောင်ဥရွက်ပြုခဲ့သည့်တိုင်းကျိုးပြည်ဆောင်ပုဂ္ဂိုလ်ကြီးအဖြစ်ထိုက်တန်ဂုဏ်ပြုမှတ်တမ်းတင်ခြင်းခံခဲ့ရသည်အနောက်ကမ္ဘာ၌လည်းဂျွန်တီယော့ကဖဲလာအန်ဒရူးကာနာဂျီဟန်နရီဖော့စ်စတဲ့လုပ်ငန်းရှင်တထေးကြီးများသည်အများအကျိုးပြုလုပ်ငန်းကြီးများတွင်ဒေါ်လာငွေတန်ပေါင်းရာချီကယင်းဒီမတည်ပေးခြင်းလှူဒန်းစွန့်ကြဲခြင်းများအပြင်မိမိတို့၏အောင်မြင်သောဘဝအဆောက်အအုံများကိုပို၍ကြီးကျယ်ခိုင်ခန့်အောင်မွမ်းမံတည်ဆောက်ခဲ့ကြပေသည်မိမိတကိုယ်၏ကြီးပွားချမ်းသာရေးကိုအလင်းမတွေးအများအကျိုးပတ်ဝန်းကျင်အကျိုးလူလောကအကျိုးတို့ကိုသာစွမ်းစွမ်းတမန်တွေးကြံဆောင်ရွက်ခြင်းဖြင့်လူတကာထက်ကြီးကျယ်မြင့်မားသွားခဲ့ကြသည်များလည်းများစွာရှိ၏အယ်ဘတ်ရိုက်ဇာမာသာထရီဇာဖလော်ရန့်နိုက်တင်ဂေးဟန်နရီဒူနန်စသည့်ပုဂ္ဂိုလ်များသည်ဆင်းရဲဒုက္ခကြရောက်သူလူအပေါင်းတို့အားသွေးသားရင်းချပမာစိတ်ကောင်းစေနာအပြည့်ထားကာတဘဝလုံးမြုပ်နှံကူညီခဲ့ကြခြင်းဖြင့်ကဘာကကြည်ညိုလေးစားရသည့်မဟာကရုဏာရှင်များအဖြစ်သို့ရောက်ရှိခဲ့ကြပေသည်ထို့ကြောင့်လူမှန်လျင်မိမိတခုတည်းသောတသက်တာဘဝလေးကိုမိမိရွေးချယ်သောနယ်ပယ်၌အတောက်ပဆုံးအောင်မြင်ဆုံးဖြစ်အောင်ကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်ပါ၏တဖန်ထို့သို့အောင်မြင်တောက်ပသောဘဝတစ်ခုတည်ဆောက်ရ၌ရေရှည်တည်တံ့ခိုင်မာစေမည့်ထောက်တိုင်ကောင်းအုတ်မြစ်ကောင်းများပေါ်တွင်အခြေချမိစေရန်လည်းတတိပြုရမည်ဖြစ်ပါ၏အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်းယခုစာရှုသူလက်ဝယ်ရှိဤစာအုပ်တွင်မိမိဘဝကိုမိမိရွေးချယ်ထားသည့်မိသည့်နယ်ပယ်၌မဆိုအပြောင်မြောက်ဆုံးတည်ဆောက်လိုကြသည့်ပုဂ္ဂိုလ်များအားဇွဲလုံးလဝရိယစိုက်ထုတ်လုပ်ကင်တတ်သည့်အလေးထကြီးထွားရင့်တန်လာစေရေးဉာဏ်အမျှော်မြင်နှင့်ဆင်ခြင်လုပ်ကင်ခြင်းဖြင့်လုံးလဝရိယ၏အကျိုးကိုအပြည့်အဝဆုံးရရှိနိုင်ရေးကြံ့ခံသောစိတ်တိကျသောကိုယ်ပိုင်စည်းကမ်းများဖြင့်မိမိကိုယ်ကိုမိမိမြင့်မြတ်တည်ကြည်သူတူဦးဖြင့်ထိမ့်သိမ်းထားနိုင်ရေးတို့အတွက်တတိပြုเสียဆင်ခြင်เสียလက်တွေ့ကျင့်ဆောင်เสียကျင့်စဉ်နီးလမ်းများကိုကဘာတွင်အောင်မြင်ထင်ရှားခဲ့သည့်ပုဂ္ဂိုလ်ကျော်များစွာတို့၏အထုပ်ပတ္တိငယ်များဖြင့်တာရကဆောင်ကစီစဉ်တင်ပြပေးထားပါသည်စာရှုသူအနေနဲ့ဤကျင့်စဉ်လမ်းများကိုကင်ဆွဲကာတသက်မှတစ်ခါပြုစုပြောထောင်နိုင်ခွင့်ရှိသည့်တခုတည်းသောမိမိကိုယ်ပိုင်ဘဝကိုအပြောင်မြောက်ဆုံးလက်ရကောင်းတစ်ခုဖြစ်အောင်ဖန်တီးတည်ဆောက်သွားနိုင်လိမ့်မည်ဟုမျှော်လင့်ယုံကြည်မိပါသည်အခန်းနှင့်လက်တွေ့ကျသောစိတ်ကူးရင်သမားများမည်သည့်လုပ်ငန်းတွင်များပေါက်မြောက်အောင်မြင်ခြင်းမရှိခဲ့သူတယောက်ထံမှစကားတခွန်းကြားရဘူး၏ထိုသူကမိမိသည်ကံမကောင်းအကြောင်းမလှ၍သာမအောင်မြင်ရခြင်းဖြစ်တော်လဲစင်စစ်တွင်ဘဝကိုအမြဲလက်တွေ့ကျကျရင်ဆိုင်တတ်သူဖြစ်ကြောင်းလေထဲတွင်တိုက်အိမ်ဆောက်သည်ဆိုသောအလုပ်မျိုးမိမိတသက်တွင်တခါမျှမလုပ်ဖူးကြောင်းပြောဆိုခဲ့သည်စင်စစ်ထိုသူမအောင်မြင်ရခြင်းမှာထိုအကြောင်းကြောင့်ပင်ဖြစ်သည်ဟုကျွန်တော်ဆိုချင်ပါသည်စိတ်ကူးယဉ်ခြင်းလေထဲတိုက်အိမ်ဆောက်ခြင်းတို့သည်အချီးနှီးအကျိုးမဲ့အလုပ်များသာဖြစ်သည်ဟုဆိုနိုင်ပါမည်လောစဉ်းစားကြည့်ပါငယ်ရွယ်စဉ်၌လေထဲတွင်တိုက်အိမ်များဆောက်ကြည့်မည်ထို့နောက်ထိုလေထဲကတိုက်အိမ်များကိုအောက်မှဖောင်ဒေးရှင်းခံပေးနိုင်ရန်ကြိုးစားကြည့်မည်ဆိုလျှင်ကြီးပြင်းလာသည့်အခါ၌ထိုတိုက်အိမ်တစ်လုံးလုံးထဲတွင်
ဝင်ရောက်နေထိုင်နိုင်သည့်အနေအထားမျိုးသင်မရရှိနိုင်ဘူးလားကျုပ်တို့ကတော့လက်တွေ့မှလက်တွေ့ပဲစိတ်ကူးရင်ဖို့ဝါသနာမပါဘူးဟုအချို့ကဆိုလေးရှိကြသည်စင်စစ်သူတို့ပြောသည့်လက်တွေ့ဆိုသည်မှာလက်ငင်းလက်တလောယခုအနီးတစ်ဝိုက်တွင်ရှိနေသည့်အနေအထားဟုသောအဓိပ္ပာယ်ဖြစ်သည်တနည်းပြောရလျှင်သူတို့ကြည့်သည့်တောင်သူတို့စဉ်းစားသည့်အတိုင်းအတာသည်အလွန်ကျဉ်းမြောင်းသည်ကြဲကြဲပြန့်ပြန့်မတွေးသောသဘောရေရှည်ကိုမမျှော်မှန်းသောသဘောဟုသာဆိုခြင်းသည်ဒါသည်ဂုဏ်ယူစရာမဟုတ်ပါဒီလိုလူမျိုးသည်ဂုဏ်ယူလောက်စရာကြီးကျယ်သောအောင်မြင်မှုမျိုးကိုလည်းဘယ်သောအခါမှရလိမ့်မည်မဟုတ်ပါကြီးကျယ်အောင်မြင်ခဲ့သောစိတ်ကူးရင်သမားများတမိုင်းတစ်လျှောက်ကြည့်ပါကမြည်သည့်နယ်ပယ်၌မဆိုစွမ်းစွမ်းတမန်ဆောင်ရွက်နိုင်ခဲ့သောပုဂ္ဂိုလ်တိုင်းသည်သူတစ်ပါးမမြင်သည့်အနာဂတ်ကိုကြော်၍တွေးသူသူတစ်ပါးစဉ်းစားသည့်အတိုင်းအတာပမာဏထက်ကြီးကြီးမားမားကျယ်ကျယ်ပြန့်ပြန့်ထည့်သွင်းစဉ်းစားသူလေထဲတွင်တိုက်အိမ်ကြီးစားဆောက်ခဲ့သူများဖြစ်ကြောင်းတွေ့ရမည်ဖြစ်သည် Alexander the Great သည်သူဖခင်ဘုရင်ဖိလစ်အုပ်စိုးသောမာစီဒိုနီးယားပြည်နယ်ကလေးထက်ကြီးကျယ်သည့်အင်ပါယာကိုစိုးပိုင်ရမည်ဟုသောလေထဲကရဲတိုက်ကြီးကိုမြေပြင်ပေါ်မှတကယ့်တိုက်ပွဲများဖြင့်အုပ်မြစ်ချတိဆောက်ပြနိုင်ခဲ့သည်တစ်ချိန်သောအခါကမူမြမလွတ်လပ်ရေးဟုသည်မြမမျိုးချစ်တို့၏စိတ်ကူးရင်ကဘာတွေကတိုက်အိမ်ပင်ဖြစ်၏ဗြိတိရှနေမဝင်အင်ပါယာကိုအာခံတော်လှန်ဖို့ဆိုသည်မှာမစင်စားဝန့်စရာကိစ္စဖြစ်ခဲ့သည်သို့သောတကယ်တမ်းအသက်သွေးချွေးတို့ဖြင့်အုပ်မြစ်ချတိဆောက်ခဲ့သည့်အခါ၌စိတ်ကူးတိုက်အိမ်သည်အကောင်အတွက်ထင်ရှားဖြစ်ပေါ်လာပေသည်စင်စစ်မြေကြီးပေါ်မှရဲတိုက်ကြီးတစ်ခုတကယ်မဆောက်လို့မီလေထဲ၌ရင်ဆောက်ကြည့်ရမည်မှာတဘာဝဖြစ်၏တကယ်ကြီးကျယ်ခိုင်ခန့်သောအဆောက်အုံတစ်ခုဆောက်လုပ်ရန်အတွက်အသေးစိတ်စနစ်တကျရေးဆွဲထားသည့်ပုံစံတစ်ခုရှိရစမြဲဖြစ်သည်လက်တွေ့၏ရှေ့၌စိတ်ကူးရှိရလိမ့်မည်သို့သောစိတ်ကူး၏နောက်မှလက်တွေ့သို့မဟုတ်စိတ်ကူးကိုအကောင့်ထဲဖော်မှုလိုက်ပါမလာဘူးဆိုလျှင်လည်းထိုစိတ်ကူးသည်အချီးနီးအလားအသက်ဖြစ်လိမ့်မည်အုပ်အင်္ဂလိပ်မပါပဲလေထဲကရဲတိုက်တစ်ခုမြေပြင်ပေါ်ကျလာနိုင်မည်မဟုတ်ပေထို့ကြောင့်စိတ်ကူးရင်တတ်ရမည်လက်တွေ့အကောင့်ထဲဖော်လို့စိတ်လည်းရှိရမည်လေထဲကတိုက်အိမ်ကိုမြင်အောင်မှန်းဆနေသည့်တစ်ချိန်တည်းတွင်ရင်းကိုမိတို့အကွက်ချတိဆောက်မည်ဟု၍လည်းစိတ်ကူးထဲမှာပင်ပနက်ရိုက်ဖြစ်မည်ဆိုကသင်သည်လမ်းမှန်ပေါ်ရောက်နေပြီလက်တွေ့ကြသောစိတ်ကူးရင်သမားဖြစ်နေပြီပနက်အတိုင်းဆက်လက်တိဆောက်သွားလျင်ပင်သင်တိုက်အိမ်ကြီးမြေမှာတကယ်ပေါက်လာမည်ဖြစ်သည်စိတ်ကူးရင်သမားတို့၏ကျေးဇူးတမိုင်းတစ်လျှောက်ကိုပြန်ပြောင်းဆောင်းခဲ့ကြည့်လျင်စိတ်ကူးရင်သမားတို့၏ကျေးဇူးကြီးမားလာကြောင်းတွေ့ရလိမ့်မည်လူတကာလှောင်ပြောင်ရီမောသည့်ကြားမှာပင်မိမိ၏စိတ်ကူးရင်အိမ်မက်ကိုခေါင်းမာဇွဲကြီးကြီးဖြင့်အကောင့်ထဲဖော်ခဲ့ကြသည့်လက်တွေ့စိတ်ကူးရင်သမားတို့ကြောင့်ကမ္ဘာယဉ်ကျေးမှုစနစ်ကြီးတိုးတက်ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်ကနဦးကာလတွင်မိကိုအသုံးချရန်ကြိုးစားသူသည်ထူးဆန်းသောသူယူကြောင်ကြောင်လူသူကိုယ်တိုင်ကိုတာမကအခြားလူများကိုပါအန္တရာယ်ပြုမဲ့သူဟုအထင်ခံခဲ့ရဘူးသည်လိမ့်သွားသောတစ်တုံးကိုမြင်ကဘိန်းကိုစိတ်ကူးရင်ခဲ့သူသည်ရှေ့ခေတ်လူသားများအကြား၌ဥကောင်းထဲတွင်ယောဂရှိသူတို့ဖြစ်ခဲ့ရသည်ရိုက်ညီနောင်တို့၏ရှေ့ပြေးဖြစ်သောပါမောက္ခလန်ကလေးသည်လေတွင်ပြန်တန်းခြင်းသည့်စိတ်တစယောဂဆွဲကပ်သည့်အယူတစ်ယောက်ဖြင့်ရှုမြင်ခြင်းခံခဲ့ရသေးသည်သို့သောစိတ်ကူးနှင့်ယူယုံတတ်မဟုတ်ပဲအိမ်မက်တိုက်အိမ်အောက်၌အမာခံအုံမြင့်ချပေးရန်တကယ်ကြိုးစားလာသည့်အခါတနေ့မဟုတ်တနေ့လက်တွေ့အကောင့်ထဲပေါ်လာရခြင်းဖြစ်သည်စိတ်ကူးရင်သမားအဲလီရာဟောင်းတီထွင်သည့်အချုပ်ဆက်သည်လူသားတို့အတွက်မရှိမဖြစ်ပစ္စည်းဖြစ်နေ၏ဂူတင်ဘတ်တီထွင်သည့်စာပုံနှိပ်စက်ကိုပြန်၍ရုပ်သိမ်းလိုက်မည်ဆိုလျှင်လူသားတို့၏အသိပညာအဆင့်များသည်များစွာနှိမ့်ကျသွားနိုင်၏အလားတူပင်စိတ်ကူးရင်သမားဂရေဟမ်ဘဲနှင့်သောမတ်အက်ဒီဆန်တို့၏ကျေးဇူးကိုကျွန်တော်တို့မေ့ထား၍မရနိုင်ယနေ့ကတ္တရာဈေးပေါ်တွင်မော်တော်ကားနှင့်ခီးသွားသူတိုင်းတန်လန်းပေါ်ပြေးသည့်မိရထားမှာစီးနှင်းလိုက်ပါသူတိုင်းလက်တွေ့ကြသောစိတ်ကူးရင်သမားတို့၏ကျေးဇူးနှင့်မကင်စိတ်ကူးရင်သမားတို့၏လက်ရာဖြစ်သည့်တက်မဟာဂီဇာပရိမစ်စတဲ့အဆောက်အအုံများကိုလည်းယနေ့တိုင်ကဘာကအန့်ချီနေရဆဲခြုံ၍ပြောရလင်ကသိပ္ပံပညာ
ဖန်တီးမှုနုပညာတို့အပါအဝင်လူယဉ်ကျေးမှုသမိုင်းတစ်ရပ်လုံးသည်ပင်လက်တွေ့ကျသောစိတ်ကူးယဉ်သမားတို့၏ကျေးဇူးဖြင့်ဖွံ့ဖြိုးဖြစ်ပေါ်ခဲ့ရသည်ဟုဆိုရပေမည်စိတ်ကူးယဉ်သမားတွေမရှိလျင်ကြောက်ခေတ်လူသားဘဝမှတိုးတက်လာလိမ့်မည်မဟုတ်ပေလူသား၏ယဉ်ကျေးမှုဘဝတိုးတက်မြင့်မားအောင်လူသား၏နေ့စဉ်နေထိုင်မှုဘဝတတ်တာလွယ်ကူအောင်သူတို့ပင်အစဉ်တစိုက်ဆောင်ရွက်ခဲ့ကြသည်အယူဟုအထင်ခံရသည့်ပေါမောက္ခလန်ကလေးနှင့်မအောင်မြင်ခဲ့သည့်အခြားစိတ်ကူးယဉ်သမားတို့၏အလုပ်ကိုဆက်လက်လုပ်ကိုင်ရင်းရိုက်ညီနောင်တို့သည်လေယာဉ်မြန်ကိုတီထွင်အောင်မြင်ကာလူသားတို့အားမြေထုကိုစိုးမိုးပိုင်သူအဆင့်မှလေထုကိုပါစိုးပိုင်သောအဆင့်သို့တိုးမြင့်ပေးနိုင်ခဲ့သည်ထိုနည်းတူပင်ဒရဘယ်ဘိုရှနယ်ဟော်လင်လက်စသည့်စိတ်ကူးယဉ်သမားတို့၏ကြိုးပမ်းမှုဖြင့်လူသားသည်ရေငုပ်သင်းမောဟုသောအရာကိုတိဆောက်အောင်မြင်ကာရေအောက်ကဘာကိုစိုးမိုးနိုင်သူဖြစ်ခဲ့ရ၏စိတ်ကူးကိုအကောင့်ထဲပေါ်ခြင်းစင်စစ်စိတ်ကူးယဉ်တတ်ခြင်းသို့မဟုတ်အပြင်ပ၌တကယ်မရှိသေးသည့်အရာကိုစိတ်အာရုံ၌မြင်အောင်ကြံစနိုင်စွမ်းရှိခြင်းဟူသောအရေးချင်းသည်လူသားအားအခြားသောတတ္တဝါတို့ထက်အဆင့်တန်းမြင့်မားသောမဟာတတ္တဝါအဖြစ်သို့တိုးမြင့်ပေးခဲ့ခြင်းဖြစ်သည်ထိုနည်းတူဤမဟာတတ္တဝါအချင်းချင်းတွင်လည်းစိတ်ကူးယဉ်မှုအတိုင်းအတာကိုလိုက်ခါအောင်မြင်မှုအဆင့်တန်းချင်းကွာခြားသွားနိုင်ပါသည်စိတ်ကူးယဉ်သမားတို့သည်ပကြီးပပုအနုပညာကျော်ကဗျာဝတ္ထုအနုပညာစာဆိုကျော်များဖြစ်တတ်ကြ၏သူတစ်ပါး၏အုံနောက်အာယုန်ထဲတွင်ထင်ဟပ်ရန်ခဲရင်လာသည့်အကြောင်းအရာတို့ကိုစဉ်းစားကြံစတီထွင်ဖန်တီးသည့်သိပ္ပံပညာကျော်များဖြစ်လာတတ်ကြ၏ထို့ပြင်စိတ်ကူးယဉ်သမားတို့ပင်အလွန်ကြီးမားကျယ်ဝန်းသောနယ်မြေဒေသရက်ရွာလူမျိုးများကိုမိမိလက်အောက်တွင်စုယုံကာကြီးကျယ်သောအင်ပါရာပိုင်ရှင်ဧကရေဘုရင်များဖြစ်ခဲ့ကြရ၏အရေးကြီးသည့်ကစိတ်ကူးကိုလက်တွေ့အကောင့်ထဲဖော်ရေးဖြစ်သည်စိတ်ကူးကိုဆင်ခြင်ဉာဏ်တွဲပေးနိုင်ရမည်လက်တွေ့ပတ်ဝန်းကျင်အနေအထားကိုပြည့်ပြည့်ဝဝလေ့လာသိရှိကာမိမိစိတ်ကူး၏ဖြစ်နိုင်ခြေအလားအလာကိုခံမှန်းချင်းချင်းတွက်ချက်နိုင်ဖို့လိုသည်ထို့နောက်ထိုစိတ်ကူးလက်တွေ့အကောင့်ထဲပေါ်လာရေးအတွက်လိုအပ်သမျှလှုပ်ဆောင်ရသောတတ္တိနှင့်မလျှော့တမ်းမဆုတ်တမ်းလုပ်တတ်သည့်ဇွဲလုံးလဝရိယတို့လိုပေသည်ဘာပဲဖြစ်ဖြစ်အစပထမမှာတော့စိတ်ကူးမှပင်စရသည်စိတ်ကူးယဉ်ခြင်းသည်မျှော်လင့်ချက်ထားရှိခြင်းဖြစ်၏မျှော်လင့်ချက်မရှိလျင်လူသည်အသက်မသေးတော့လဲဘဝတည်နေမည်သာဖြစ်၏မျှော်လင့်ချက်အမြဲရှိနေသူကအသက်40ဖြစ်စေ50ဖြစ်စေ60ကျော်နေသည်ဖြစ်စေတိုးတက်အောင်မြင်ရန်အလားလာရှိနေပေသေးသည်အခြေအနေနှင့်အခွင့်အခါကောင်းဆိုသည်ကလည်းတခါတရံ၌အတော်ကြီးနောက်ကျပြီးမှရောက်ချင်ရောက်လာတတ်သည်ဖရန်စွာမီတရောင်ပြင်သစ်နိုင်ငံသမ္မတဖရန်စွာမီတရောင်အကြောင်းလေ့လာလျင်ရေရှည်ဆွေးမြဲခဲ့သောစိတ်ကူးယဉ်အိမ်မက်တစ်ခုအောင်ပွဲခံခဲ့ပုံကိုအားတက်ဖွယ်တွေ့ရမည်ဖြစ်သည်မီတရောင်သည်ရည်မှန်းချက်ကြီးမားလာသူတစ်ယောက်ဖြစ်၏သူသည်ပြင်သစ်ပြည်ကြီးကိုနာဇီတို့လက်မှလွတ်မြောက်အောင်တပ်ဆွန့်ဆန်များကြိုးပမ်းဆောင်ရွက်ခဲ့သည့်မြေအောက်တော်လှန်ရေးသမားတစ်ယောက်ဖြစ်ခဲ့၏ထို့နောက်ဒုတိယကမ္ဘာစစ်ကြီးပြီးသောအခါပြင်သစ်နိုင်ငံရေးလောက၌အရေးပါသောတနေရာရရှိရန်သူကြိုးပမ်းခဲ့၏သူ၌ပြင်သစ်ပြည်သမ္မတဖြစ်ရမည်ဟုသောစိတ်ကူးယဉ်အိမ်မက်သည်အလွန်စောစီးစွာပင်သတိတီကိန်းအောင်ခဲ့သည်ဒီနေ့တွင်ထိုစိတ်ကူးအိမ်မက်တကယ်အကောင့်ထဲပေါ်လာရမည်ဟုမျှော်လင့်နိုင်စရာအလားအလာများလဲသူ၏နိုင်ငံရေးဘဝအစပိုင်းတွင်မြင်တွေ့ခဲ့ရသည်သူသည်အသက်30အရွယ်၌ပြင်သစ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးဖြစ်ခဲ့သည်ထို့နောက်22နှစ်တာကာလအတွင်းဝန်ကြီးနေရာများတွင်17ကြိမ်တိတိရွေးချယ်ခြင်းခံရခဲ့သည်သို့သော1958ခုနှစ်ပြင်သစ်ပြည်ကြီးချားဒီဂေါနှင့်သူ၏နောက်လိုက်ဒီဂေါဝါရီများလက်သို့ရောက်ရှိသွားချိန်မှစ၍မီတရောင်၏နိုင်ငံရေးအလားအလာများကစင်ကလျာဗယံပရာဖြစ်ခဲ့ရ၏မီတရောင်သည်လွတ်မြောက်ရေးတိုက်ပွဲကာလအတွင်းကပင်ဒီဂေါနှင့်ရန်ဘက်ဖြစ်ခဲ့ပြီး1958ခုနှစ်တွင်ဒီဂေါအားထိပ်တိုက်ဆန့်ကျင်ရန်ရင်ဆိုင်ခဲ့သူဖြစ်ရာပြင်သစ်ပြည်တွင်ဒီဂေါဝါဒထွန်းကားနေသမျှကာလပတ်လုံးသူ့အတွက်မျှော်လင့်ချက်မရှိတော့ပေထိုအချိန်ကဒီဂေါ၏အရှိန်အဝါကလည်းကြီးမားခြင်းတိုင်းကြီးမားနေခဲ့သည်သို့သောဒီဂေါကိုယ်တိုင်အုပ်စိုးစဉ်ကာလနှင့်နောက်ပိုင်း
ဒီကောဝါရီတို့ဆက်လက်အုပ်စိုးခဲ့သည့်စုစုပေါင်း23နှစ်မြသောကာလတစ်လျှောက်လုံးမိတရောင်းသည်စိတ်ထက်ကြမနေရွေးကောက်ပွဲတွင်အကြိမ်ကြိမ်ရှုံးတော်လဲလက်မြောက်နောက်ဆုတ်မသွားသူ့အုံနောက်အာယုန်ထဲတွင်ဒီနေ့သမ္မတဖြစ်ရမည်ဟုသောစိတ်ကူးရင်အိမ်မက်သည်ဆွဲမြဲလျက်ရှိခဲ့သည်ထို့ကြောင့်ပြင်သစ်တပြည်လုံးဒီကောကိုအုံအုံကြွကြွထောက်ခံနေကြသည့်ကာလကြီးမှာပင်တိုင်းပြည်နှံ့တည်ရှိနေသည့်ဒီကောစန့်ကျင်ရေးသမားများကိုလိုက်လံဆက်သွယ်ကာကောက်သိန်းကောက်စီယုံချင်းပြုလေသည်မအောင်မြင်သောအတိုက်ခံခေါင်းဆောင်တူဘဝတွင်စိတ်ရှည်လက်ရှည်ကျင်လည်ရင်းတဖြည်းဖြည်းလူထုထောက်ခံမှုများတိုးပွားတဲ့တိုးပွားကာ1981ခုနှစ်တွင်မူသူမျှော်လင့်တောင်းတခဲ့သည့်ပြင်သစ်၏သမ္မတရာထူးကိုရရှိခဲ့သည်သမ္မတရွေးပွဲအနိုင်ရချိန်၌သူ၏အသက်မှာ64နှစ်ရှိပြီဖြစ်ရာသူစိတ်ကူးရင်အိမ်မက်၏တက်တန်းမှာလည်းမြေအောက်ဒေါ်လာရေးသမားဘဝမှစ၍ရေတွက်လျင်နှစ်ပေါင်း30ကျော်40များရှိခဲ့မည်ဖြစ်ပေသည်လေထဲကတိုက်အိမ်အတွက်အုတ်မြစ်ကိုနှစ်ပေါင်းများစွာချခဲ့ပြီးဖြစ်ရာအုတ်မြစ်ပေါ်တွင်တိုက်အိမ်ကြီးတကယ်ဆောက်ပြီးဆိုသည့်အချိန်အခါ၌ရင်းတိုက်အိမ်သည်ရေရှည်တည်တံ့ခိုင်မာသည့်အိမ်မျိုးဖြစ်ခဲ့သည်မိတရောင်းသည်သမ္မတရာထူးတွင်14နှစ်တည်းထမ်းဆောင်နိုင်ခဲ့ပြီးပြင်သစ်လူထုသားမကဥရောပကပါလေးစားသည့်ခေါင်းဆောင်တစ်ဦးဖြစ်အသက်89နှစ်တွင်ကွယ်လွန်ခဲ့သည်မိတရောင်း၏အောင်မြင်မှုသောချက်ကစိတ်ကူးရင်အိမ်မက်ကြီးကြီးမတ်ချင်းနှင့်ရင်းအိမ်မက်အကောင့်တွေပေါ်ရမည်ဟုတကယ်ဆွဲမြဲယုံကြည်ကာရင်းအတွက်လိုအပ်သည့်အရာမှန်သမျှကိုမလျှော့သောဇွဲဖြင့်လောက်ကန်ခြင်းဖြစ်သည်မိတရောင်းကလက်တွေ့ကြသောစိတ်ကူးရင်သမားစစ်စစ်တယောက်ဖြစ်ခဲ့ကြသည်မြည်သူ၏ဥကောင်းမှမဆိုစိတ်ကူးညံကောင်းထွက်နိုင်သည်စင်စစ်လူတိုင်းမှာစိတ်ကူးညံကွန်မြူးနိုင်သောစွမ်းရည်ကိုယ်စီရှိကြသည်စိတ်ကူးကောင်းကလေးများလည်းလူတော်တော်များများ၏ခေါင်းထဲမှာရှိနေတတ်ကြသည်သို့သောလက်တွေ့အကောင့်ထဲမဖော်ကြတချို့ဆိုရင်မိမိစိတ်ကူးကိုထုတ်ဖော်ပြောကြရမှာပင်ကြောက်နေတတ်ကြသည်သူတစ်ပါးလှောင်ပြောင်ရီမောလိမ့်မလားမဖြစ်နိုင်တော့ကွာဟုဆိုကြလိမ့်မလားသူတို့စိုးရိမ်သည်တချို့ကမူကိုယ်စိတ်ကူးကိုမယုံရဲသဖြင့်အခြားသူ၏အတိပြုမှုအားပေးထောက်ခံမှုကိုတောင်းခံသည့်သဘောဖြင့်နီးစပ်သူများထံမိမိအကြံဉာဏ်ကိုဖွင့်ဟတတ်ကြသည်မင်းစိတ်ကူးကောင်းတယ်ကွာဟုအားပေးထောက်ခံလျင်လက်တွေ့အကောင့်ထဲပေါ်သောအဆင့်သို့ရောက်ချင်ရောက်မည်တချို့လဲသူတစ်ပါးထောက်ခံရုံနဲ့မပြီးအဖော်လိုက်မဲ့သူဆက်တူလုံးမဲ့သူပါရှိတော့မှထောက်လို့မည်ဖြစ်တတ်သည်တခါတရံလဲကိုကစတင်စိတ်ကူးမိသူဖြစ်ပါလျက်မလုံရဲမကန်ရဲသောကြောင့်သူတစ်ပါးနဲ့ပူးပေါင်းကနောက်ဆုံးတကယ်အကောင့်ထဲပေါ်ပြသည့်အချိန်၌ကိုကနောက်လိုက်ဖြစ်သွားတတ်သည်စိတ်ကူးကိုအကောင့်ထဲမပေါ်ရဲသဖြင့်မိမိစိတ်ကူးနှင့်သူတစ်ပါးလှုပ်ရှားသွားတာထိုင်ကြည့်နေလိုက်ရသောသူတွေအမြောက်များပင်ရှိသည်စင်စစ်လူတစ်ယောက်၏ခေါင်းထဲ၌ပေါ်ပေါက်လာသောစိတ်ကူးကောင်းတစ်ခုဟူသည်၎င်းလူထက်သန်သောဘာသာရပ်သူစိတ်ဝင်စားသောနယ်ပယ်သူကျွမ်းကျင်သည့်လုပ်ငန်းပေါင်းတို့တွေရပင်ဖြစ်လေရှိသည်သူသည်ရင်းလုပ်ငန်းဆိုင်ရာနောက်ခံအနေအထားများနှင့်လက်ငင်းပတ်ဝန်းကျင်အခြေအနေများကိုသိနားလည်သဖြင့်ထိုအချိန်အခါအဖို့မြည်သည့်အလုပ်မျိုးသည်အကျိုးရှိမည်အောင်မြင်မည်လှုပ်တင်လှုပ်ထိုက်သည်ဟု၍မြင်သည်အောင်မြင်အောင်မည်သို့အကောင့်ထဲဖော်ရမည်ဟုသည့်စိတ်ကူးစိတ်တမ်းများလည်းသူ့မှာရှိနိုင်သည်တကယ်လှုပ်လင်သူအောင်မြင်လိမ့်မည်သို့သောတကယ်လှုပ်ကန်သည့်အလေးထမရှိသူဖြစ်ပါကချက်ချင်းထအကောင့်ထဲမဖော်ရဲသူတစ်ပါးကိုတွား၍အဖော်ညှိမည်သူတစ်ပါးအကြံဉာဏ်ကိုတောင်းခံမည်ဒီအခါသူတိုင်ပင်ညှိနှိုင်းသူကသူစိတ်ကူးမိထားသည့်လုပ်ငန်းနယ်ပယ်နဲ့မနီးစပ်သူမျိုးဖြစ်ကသူစိတ်ကူး၏တန်ဖိုးကိုသိလိုက်မည်မဟုတ်အောင်မြင်မှာပဲဟုအတတ်သေးရောဖြစ်လိုက်မည်မဟုတ်ထိုအခါ၎င်းလူသည်သူ့ဘော်စေနာထားသူဖြစ်ကအရန်လဲမလုံးနဲ့ကွာတော်ကြာရှိတာလေးပြုတ်သွားအောင်မယ်ဒီနယ်ပယ်မှာလောက်ကန်နေကြတဲ့တခြားလူတွေလည်းမင်းလိုပဲတွေးမိမှာပေါ့သူတို့တောင်ထမလုပ်ဘူးဆိုတော့အကျိုးမရှိနိုင်လို့လားမှမသိတာစသဖြင့်တားမြစ်သောစကားမျိုးဆိုလိမ့်မည်လူတို့၏သဘောမှလည်းမိမိထောက်ခံအားပေးလိုက်၍လူတစ်ယောက်အောင်မြင်သွားသည်ဟုဂုဏ်ယူပြောဆိုခွင့်ရမှာထက်မိမိမြှောက်ပေးလိုက်၍လူတစ်ယောက်ဒုက္ခရောက်သွားသည်ဆိုတာမျိုးအပြောမခံရအောင်ပို၍ဂရုစိုက်တတ်ကြသည်လူတွေသည်လုပ်ငန်းတစ်ခုလူသိရှင်ကြားအောင်မြင်ဘူးသူဆိုလျှင်ဘာမဆိုအောင်မြင်မိသူဟု၍ထင်မှတ်တတ်ကြပြီးမအောင်မြင်ဘူးသေးသူဘာလုပ်ငန်းမှထင်ထင်ရှားရှားလုံးမပြရသေးသူကိုမူသူလည်းအောင်မြင်ခြင်းအောင်မြင်နိုင်တာပဲဟု၍ပင်
အသိမှတ်မပြုကျင်တတ်ကြသောသဘောရှိသည်ထို့ကြောင့်တထေးတစ်ယောက်ကလုပ်ငန်းတစ်ခုတွင်ရှယ်ယာဝင်ရန်စီးရုံးလာသည့်အခါမျိုးတွင်လုပ်ငန်းအကြောင်းကိုပင်မိချောင်းမင်းရေကင်းပြရရောက်မှဆိုသဖြင့်တည်တည်ချာချာစစ်ဆေးမေးမြန်းခြင်းမပြုဘဲအစုရှယ်ယာထည့်ထက်ကြတော့လဲလူသစ်တစ်ယောက်ခေါင်းထဲကအကြံကောင်းညံကောင်းကိုမူအလကားစိတ်ကူးရင်နေတဲ့အားပဲဟု၍အလွယ်တကူပယ်ချတတ်ကြခြင်းဖြစ်သည်ထို့ကြောင့်စိတ်ကူးကောင်းရှိသည့်လူတစ်ယောက်အနေနဲ့အောင်မြင်နိုင်ရန်တခုတည်းသောနည်းလမ်းကမိမိစိတ်ကူးကိုမိမိအကြံဉာဏ်အစွမ်းအစဖြင့်ပင်မိမိဘာသာအကောင့်ထဲဖော်ရန်ပဲဖြစ်ပေသည်စင်စစ်သူတစ်ပါးကိုဖော်ညှိပြီးဘလို့မှအကူအညီမရနိုင်သည့်အချိန်ကိုယ်စိတ်ကူးကိုကိုလက်မလျှော့နိုင်သေးသဖြင့်ဖြစ်တယ်လို့တကူတည်းစမ်းကြည့်ရင်ပေါက်မြောက်အောင်မြင်သွားသူတွေလည်းများစွာရှိပါသည်မိမိစိတ်ကူးကိုရဲရဲတင်းတင်းအကောင့်ထဲဖော်သဖြင့်အောင်မြင်ခဲ့သည့်လက်တွေ့ကျသောစိတ်ကူးရင်သမားတဦးအကြောင်းထပ်လောင်းဖော်ပြရပါလိုသေးသည်မဟူယာကိုရွှေအဖြစ်ပြောင်းခဲ့သူအမေရိကန်နီဂရိုလောကမှာအထူးထင်ရှားသည့်မဂ္ဂဇင်းတစ်ခုရှိသည်မဂ္ဂဇင်းအမည်ကအန်ဗန်နီဆိုသည်မှာမြန်မာပြည်ကရင်းတိုက်သားလိုမဟူယာရောင်တောက်သောတစ်သားတစ်မျိုးဖြစ်သည်နီဂရိုအသက်မဲများကိုတင်စားခေါ်ဝေါ်ထားခြင်းဖြစ်၍သူ၏မဂ္ဂဇင်းကိုစာရေးသူကမဟူယာဟုပင်အမည်ဖလှယ်လိုက်ပါသည်1945ခုနှစ်ကစတင်ထုတ်ဝေသည့်မဟူယာသည်စောင်ရည်တသန်းအထက်တွင်လဲပတ်လျက်ရှိနေပြီးယနေ့ထိကမ္ဘာတွင်အကြီးအကျယ်ဆုံးလူမဲရေးရာမဂ္ဂဇင်းတစ်ခုဖြစ်နေသည်မဟူယာသည်အမေရိကန်နီဂရိုများဖွံ့ဖြိုးတိုးတက်ရေးအတွက်အားပေးလှုံ့ဆော်သည့်မဂ္ဂဇင်းတစ်ခုဖြစ်ရာ၎င်း၌အမေရိကန်နီဂရိုများထဲမှထူးချွန်အောင်မြင်ပုံဇာတ်လမ်းများအကြောင်းကိုအမြဲအသားပေးဖော်ပြလေ့ရှိခဲ့၏သို့သောမဟူယာနှင့်အနီးကပ်ဆုံးတည်ရှိနေသည့်အောင်မြင်သူဇာတ်လမ်းတစ်ခုကမဟူယာမဂ္ဂဇင်းထဲတွင်တခါမှဖော်ပြခြင်းမခံရပေယင်းကမဟူယာမဂ္ဂဇင်းစတင်တည်ထောင်ထုတ်ဝေသည့်ဂျွန်ဟာရိုဂျွန်ဆင်၏အောင်မြင်ပုံအကြောင်းဖြစ်သည်ဂျွန်ဆင်သည်ဆင်းရဲသားလူမဲကလေးဘဝမှသူ့ကြွယ်ဘဝသို့ရောက်ရှိခဲ့အောင်သာမကအမေရိကန်လူမဲများထဲတွင်ဩဇာအကြီးမားဆုံးပုဂ္ဂိုလ်တူလည်းဖြစ်သည်ဂျွန်ဆင်ကိုအမေရိကန်ပြည်အာကင်ဆောပြည်နယ်အာကင်ဆောစီးရီးမြို့ကလေးမှာမွေးသည်မြို့ကလူဖြူလူမဲခွဲခြားသောမြို့ဖြစ်ရာလူမဲတဦးအတွက်ဖွံ့ဖြိုးတိုးတက်နိုင်ရန်အခွင့်အလမ်းအလွန်နည်းပါးခဲ့သည်သူဖခင်သည်ဂျွန်ဆင်အသက်6နှစ်သားအရွယ်တွင်ကွယ်လွန်ရာမိခင်၏အထောက်ပံ့ဖြင့်သာကြီးပြင်းခဲ့ရသည်သူမိခင်သည်ကိုယ်တိုင်အတန်းပညာ3တန်းလောက်ထိသာတက်ပြီးအိမ်စီအလုပ်ဖြင့်အသက်မွေးနေရသူဖြစ်တော်လဲသားကလေးပညာတတ်ရေးကိုကအလေးထားတတ်ခဲ့သည်အာကင်ဆောစီးရီးတွင်နီဂရိုလေးများအတွက်အလယ်တန်းကျောင်းအဆင့်သာအမြင့်ဆုံးရှိရာဂျွန်ဆင်အသက်14နှစ်ရှိသည့်အခါမိခင်ကသူ့ကျောင်းဆက်တက်နိုင်ရန်အတွက်ရှီကာဂိုမြို့သို့ပြောင်းရွှေ့လာခဲ့သည်ရှီကာဂိုတွင်ဆင်းရဲပင်ပန်းစွာရုန်းကန်လှုပ်ရှားရင်းဂျွန်ဆင်ကျောင်းတက်ရသည်လူမဲကလေးများအတွက်ဖွင့်လှစ်ထားသည့်အထက်တန်းကျောင်းတစ်ခုကျောင်းတွင်ဂျွန်ဆင်ကပေါင်းသင်းဆက်ဆံရေးကောင်းသူလူတော်တစ်ယောက်ဖြင့်အတိမတ်ပြုခံရသည်နောက်ဆုံးနှစ်တွင်သူကကျောင်းကောင်စီဥက္ကဋ္ဌဖြစ်သည်ကျောင်းသတင်းစာနှင့်နေ့စဉ်မှတ်တမ်းစာအုပ်အတွက်အက်ဒီတာလည်းဖြစ်သည်ကျောင်းထွက်လက်မှတ်ရစာမိုးပွဲအောင်ပြီးနောက်ထူးချွန်သူများဂုဏ်ပြုပွဲတွင်သူလည်းဂုဏ်ပြုခံကျောင်းသားတစ်ယောက်ဖြစ်တက်ရောက်ခွင့်ရသည်ဂုဏ်ပြုပွဲတွင်ဂျွန်ဆင်စကားပြောဆိုခွင့်ရရှိရာလူငယ်များ၏စိတ်ဓာတ်ရေးရာနှင့်ပတ်သက်သည့်သူ၏ပြောဆိုချက်များကိုဂုဏ်ထူးဆောင်ဧည့်သည်တော်ကြီးတစ်ဦးဖြစ်သူစူပရင်းအသက်အာမခံတထေဟယ်ရီပေ့စ်ကသဘောကျသွားသည်ထို့နှင့်ဂျွန်ဆင်အားကျောင်းစရိတ်ရအောင်သူ၏ကုမ္ပဏီမှာအချိန်ပိုင်းအလုပ်လုပ်ရင်းရှီကာဂိုတက္ကသိုလ်သို့တက်ရောက်နိုင်ရန်အကူအညီပေးသည်စူပရင်းနှင့်ဂျွန်ဆင်ဆောင်ရွက်ပေးရသည့်အလုပ်တာဝန်မှာနေ့စဉ်သတင်းစာများမဂ္ဂဇင်းများတွင်ပါဝင်သည့်နီဂရိုရေးရာသတင်းများဆွေးနွေးဝေဖန်ချက်များကိုရှာဖွေစုဆောင်းပြီးကုမ္ပဏီဥက္ကဋ္ဌဟယ်ရီပေ့စ်ဖတ်ရန်အနှစ်ချုပ်ထုတ်ပေးရခြင်းဖြစ်သည်ဒီအလုပ်ကိုလုပ်ရင်းသူစိတ်ကူးတစ်ခုရလေသည်လူမဲများအတွက်စိတ်ဝင်စားဖွယ်ရာဆောင်းပါးများကိုစူးစီးကာအနေတော်စီတီးဖြတ်သုတ်တင်လျက်မဂ္ဂဇင်းတစ်ခုထုတ်ဝေရလျင်လူမဲစာဖတ်ပိတ်သက်တို့အတွက်လိုအပ်ချက်တစ်ခုဖြည့်ဆည်းပေးနိုင်မည်ဟုစိတ်ကူးဖြစ်သည်ဒီစိတ်ကူးကိုနီးစပ်သည့်တငယ်ချင်းများအားပြောပြသည့်အခါမည်သူကမှလက်မခံကြလူမဲပိတ်သက်ကိုအဓိကဥတီရည်ရွယ်၍ထုတ်ဝေသည့်စာဆောင်တွေထွက်ခဲ့ပူပေါင်းများလာပြီးမည်သူမျှမအောင်မြင်ခဲ့ဘူးဟုဆိုကြသည်သူများတွေညှင်းပယ်ကြတော့လဲဂျွန်ဆင်ကအားလျှော့မသွားဘယ်သူမှမပူပေါင်းလျင်တယောက်တည်းလုံမည်ဟုဆုံးဖြတ်သည်သူ့မှာအားကိုးစရာအမေတယောက်တော်ရှိသေးသည်အမေကိုတိုင်ပင်တော့အမေကသူ့ချွေးနှီးစာကလေးဖြင့်
ဝယ်ယူစုဆောင်းလာခဲ့သည့်အိမ်အောင်ပရိဘောဂပစ္စည်းများကိုပေါင်နှံပေးသည်အမိထံမှရသည့်ဒေါ်လာ900ကစာအုပ်ထုတ်လောက်သည့်ငွေမဟုတ်သို့သောသူ့မှာစိတ်ကူးရှိသည်ထိုငွေ900ကိုအသုံးပြုကာသူ့မဂ္ဂဇင်းကိုလစဉ်ပုံမှန်ယူရန်အလားအလာရှိသူများထံစာရေးဆက်သွယ်သည်မဂ္ဂဇင်းနှင့်ပတ်သက်သည့်အကြောင်းအချက်များကိုစိတ်ဝင်စားဖွယ်ဖြစ်အောင်ဖော်ပြကာပုံမှန်ယူသူများအားအထူးလျှော့သေး$2ဖြင့်ပေးမည်ဖြစ်ကြောင်းတင်ပြစည်းရုံးသည်စာပေါင်း2000ပေးပို့သည့်အနက်လူ3000ထံမှပြန်လည်ဆက်သွယ်ခဲ့ရာ၎င်းတို့ထံမှရသည့်ဒေါ်လာ6000ကိုငွေရင်းပြု၍နီဂရိုတိုင်ချက်ကိုသူစတင်ထုတ်ဝေနိုင်ခဲ့သည်စာအုပ်ပုံနှိပ်ပြီးနောက်ဖြန့်ချီရန်အတွက်ဖြန့်ချီရေးကုမ္ပဏီကြီးတစ်ခုထံအနှံသည့်အခါကုမ္ပဏီကလက်မခံခမားစာအုပ်ကရောင်းရမှာမဟုတ်ဘူးဟုညင်းသည်ဒီအခါဂျွန်ဆင်သည်သူတငယ်ချင်းများကိုအကူအညီတောင်းကာရှီကာဂိုအနှံ့ပြားရှိစာအုပ်ဆိုင်များတွင်နီဂရိုတိုင်ချက်ထွက်ပြီလားဟုမေးခိုင်းသည်ဒီနောက်တွင်ပုံနှိပ်သမားများအားပေးရမည့်ငွေကိုခိတ္တဆိုင်ထားကာ၎င်းငွေဖြင့်တငယ်ချင်းများအားတိုင်ချက်များလှည့်ဝယ်စေသည်စာအုပ်ကိုကောင်းအောင်ကြိုးစားကာဖြန့်ချီရေးဘက်တွင်လည်းဖိဖိစီစီလှုပ်လိုက်သောအခါဆောင်ရည်တက်လာသည်တစ်နှစ်အတွင်းမှာပင်နီဂရိုတိုင်ချက်သည်ဆောင်ရည်9000ထိတက်လာသည်နီဂရိုတိုင်ချက်သည်ဂျွန်ဆင်အတွက်အောင်မြင်မှု၏အစသို့မဟုတ်စိတ်ကူးရင်အိမ်မက်တကယ်လက်တွေ့ဖြစ်လာမှုအစသာဖြစ်၏နီဂရိုတိုင်ချက်အောင်မြင်ပြီးများမကြမီလိုက်မဂ္ဂဇင်းကဲ့သို့ဓာတ်ပုံတွေဝေဝေဆာဆာနှင့်ဖော်ပြသည့်ရုပ်စုံမဂ္ဂဇင်းကြီးတစ်စောင်ထုတ်ဝေရန်စီစဉ်သည်၎င်းကအန်ဖာနီထုတ်ဝေရေးအလုပ်တွေပြည်လာတော့မည်ဖြစ်ရာဂျွန်ဆင်သည်ရှီကာဂိုတက္ကသိုလ်ကျောင်းသားဘဝမှနှုတ်ထွက်လိုက်ပြီးအနောက်မြောက်ပိုင်းတက္ကသိုလ်တွင်ညနေသင်တန်းပြောင်းတက်သည်သူ၏မူရရုပ်စုံမဂ္ဂဇင်းမှာ1945ခုနှစ်နိုဝင်ဘာလတွင်စ၍ထွက်လာသည်နီဂရိုမိသားစုတို့၏ဘဝနီဂရိုယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုများနှင့်နီဂရိုထဲမှထူးချွန်အောင်မြင်သူတို့၏အကြောင်းကိုစိတ်အားထက်သန်ဖွယ်စီစဉ်တင်ပြထားသည့်မဟူယာမဂ္ဂဇင်းသည်နေချင်းညချင်းကြော်ကြားအောင်မြင်ကဆောင်ရည်တစ်ချိန်တိုးတက်သွားခဲ့သည်ဒီနောက်တွင်ရုပ်ရှင်သပင်ဂီတဆိုင်ရာနှင့်ယင်းလောကမှထူးချွန်သူလူမဲများကြောင့်ဖော်ပြသည့်စာဆောင်နှင့်နီဂရိုအပတ်စဉ်စာဆောင်ရက်နှင့်ကလေးများအတွက်အထူးစင်သည့်ကလေးမဟူယာအန်ဗနီချာတို့ကိုဇက်တိုက်အောင်မြင်စွာထုတ်ဝေနိုင်ခဲ့သည်စိတ်ကူးရင်အိမ်မက်ကိုရဲရဲဝံ့ဝံ့အကောင့်ထဲဖော်ခဲ့သောလူမဲမုတ်ဆိုးမှသားကလေးဂျွန်ဆင်သည်လူမဲတထေးကြီးဖြစ်လာသည်လူမဲလောကတွင်လူလာဖြစ်ရသည့်ကန်ဆိုးမှုကိုလူမဲမို့လို့သည်အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသောကံကောင်းမှုဖြစ်သို့ပြောင်းလဲနိုင်ခဲ့သည်မဂ္ဂဇင်းစာဆောင်များသာမကစာအုပ်စာတမ်းများထုတ်ဝေလျက်ရှိသည့်သူပိုင်ဂျွန်ဆင်ထုတ်လုပ်ရေးကုမ္ပဏီသည်နီဂရိုထုတ်လုပ်ရေးကုမ္ပဏီလောကတွင်အကြီးဆုံးဖြစ်လာခဲ့သည်အလုပ်သမား300ကျော်ရှိသည့်သူ့ကုမ္ပဏီတွင်ဂျွန်ဆင်သည်အလုပ်ကြိုးစားသောပုဂ္ဂိုလ်တစ်ယောက်ဖြစ်အသိမှတ်ပြုခံထားရသည်နေ့စဉ်အက်ဒီတာအဖွဲ့ဝင်စည်းဝေးများကိုမပြတ်မကွက်တက်ခါည8 နာရီအိမ်သို့ပြန်သောအခါမှာပင်စာရွက်စာတမ်းတွေအိမ်နှင့်အပြည့်သိပ်ထည့်ယူသွားပြီးအိမ်မှာဆက်လုပ်တတ်သူဖြစ်သည်ခမည်းအပန်းဖြေခီးလေးပါလေးမထွက်ဘူးလားဟုမေးလာသူများအားဂျွန်ဆင်ကအပန်းဖြေခီးထွက်တယ်ဆိုတာပျော်ပျော်ပါပါကိုလှုပ်ချင်တာလှုပ်ဖို့သွားတာမဟုတ်လားကျုပ်အခုလှုပ်နေတာတွေကလည်းကျုပ်လှုပ်ချင်တာတွေကြီးပဲဆိုတော့အမြဲတမ်းအပန်းဖြေခီးထွက်နေတာနဲ့အတူတူပါပဲဗျာဟုဖြေလေးရှိသည်သူ့ကိုအားကြကသူနီးတူကြီးပွားအောင်မြင်ရန်နီလန်တောင်းခံလာသည့်လူငယ်လူရွယ်များအားလည်းစေနာကောင်းထားကကြိုးချောင်းသိမ့်မြတ်သည့်အကြံဉာဏ်များအမြဲပေးလေးရှိသည်လက်ထဲတွင်ငွေရင်းမယ်မယ်ရရမရှိသေးပဲတနေ့ကျလျင်အမျိုးမျိုးနယ်နယ်မှာမိမိနာမည်နဲ့ကုန်တိုက်ကြီးတွေဖြစ်လာရစေမည်ဟုစိတ်ကူးရင်အိမ်မက်မက်နေသူနီဂရိုလူငယ်တဦးအားမင်းလောလောဆယ်ကုံစုံဆိုင်တစ်ခုစဖွင့်ကြည့်တဲ့နယ်ဟုအကြံပေးသည်လုပ်ငန်းကြီးတစ်ခုအောင်မြင်ရန်အတွက်လုပ်ငန်းအတွေ့အကြုံနဲ့လုပ်ငန်းဆိုင်ရာယုံကြည်မှုရှိရန်လိုအပ်ကြောင်းလုပ်ငန်းတစ်ခုအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ရမှရရှိလာသည့်အတွေ့အကြုံများမိမိကိုယ်ကိုယုံကြည်မှုများဖြင့်သာပို၍ကြီးမားသောလုပ်ငန်းများသို့တဆင့်ပြီးတဆင့်တက်လှမ်းနိုင်ကြောင်းသူရှင်းပြလေ့ရှိသည်ဂျွန်ဆင်ကစိတ်ကူးရင်သူဖြစ်သည်သို့တော်သူသည်လေထဲစောက်သည့်ရဲတိုက်ကိုအုပ်မြစ်ခိုင်ခိုင်မာမာချကာတစ်ထစ်ပြီးတစ်ထစ်စနစ်တကျတိဆောက်သွားခဲ့သည့်လက်တွေ့ကျသောစိတ်ကူးရင်သမားကောင်းတို့ဖြစ်ချေသည်